လဲဆိုအားလုံးမင်္ဂလာပါမြို့fanလေးလာပါပြီနောက်ကတပုတ်တင်လာရောနော်မြို့ fan ဆိုပြီးတော့တင်လာပါတယ်ဟောမြန်မာပါအခုကနောင်လေးမှာရှိပါတယ်နားလေးပဲရှိပါတယ်မြို့ရေsubscribe လဲလုပ်ထားတယ် like လဲပေးထားတယ်ကားရဲလည်းအကုန်ကြည့်ထားတယ်မြို့အကိုလည်းပြောပေးပါမြို့ကိုရဲ့ကားရဲလည်းအကုန်ကြည့်တယ် subscribe လဲလုပ်ပေးထားတယ်လို့နော်ပွားတော့အခုကြည့်နေသူတွေအားလုံးလည်း subscribe လဲလုပ်ပေးပါ subscribe လေးလဲလုပ်ပေးပါဘာလို့like လဲပေးကြပါမမတော့အလိုက်မဟုတ်ဘူးဒီမှာနာမည်လေးလည်းတစ်ခါပြောလိုက်ပါမယ်တိုးတီဇော်ပါနော်နာမည်လေးမှတ်ထားပေးပါအခုနှစ်တန်းလဲဆိုရင်တော့9တန်းပေါ့မော9တန်းပေါ့9တန်း10နှစ်ပေါ့နော်9တန်း10နှစ်အိမ်မှာခန်းနဲ့9တန်းခန်းနဲ့စီကံကြပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကြီးစာမတော်တဲ့ထဲမှာပါတယ်လို့ပြောကြပါနဲ့ပေါ့နော်ခုံနမတ်နဲ့တော့ရတာပါရှင်ခုံနမတ်က130ခုဖြစ်သွားတဲ့အတွက်စီကံရောက်သွားပါတယ်အဲ့ဒါနဲ့တင်ဘယ်လိုပြောရမလဲOTP အဲ့နဲ့တင်ဟိုပါလဲခု crush နဲ့ကမာလေးတယောက်နဲ့ဟို crush နဲ့ကမာလေးတယောက်ရှိရပေါ့နော်ဟိုတနေ့ကသူ့ခဲပြခေါင်းအောင်ရနေလို့ခဲပြလေးကောက်ကြည့်လိုက်တာငယ်ချင်းဟောပါလေဘသူခဲပြလဲလို့မေးဖို့ပဲရှိတယ်တကယ်ချင်းတရားကဟဲ့အဲ့ဒါနဲ့ crush ခဲပြဆိုတော့တိတ်နာလိုက်ပြီးတော့မှအသေးပုံသူပါလာတဲ့စတိကာအသေးပုံလေးလေအသေးပုံစတိကာလေးကိုသူခဲပြလေးမှာကပ်ပြီးတော့မှသွားငယ်ချင်းကိုတက်ပေးခိုင်းလိုက်တာသူကပြောလိုက်တဲ့ကျေးဇူးတင်တယ်တဲ့ပြီးွားရင်လည်းဟိုပါလဲစစ်လို့လည်းပြောလိုက်တဲ့အဲ့ဒါနဲ့အိမ်နေပါနေဟိုပါကျောင်းဆဲနေပါကျောင်းဆဲရဲ့အချိန်လေးမှာပြောလိုက်တယ်ဟောပေးခိုင်းလိုက်တော့အိမ်မှာပြန်လာပြောတော့တတရင်ခုံသွားပြောရရင်နောက်တစ်ခုမှာပြောရမယ်ပေါ့နော်နောက်တစ်ခုမှာစာလေးတွေရေးပေးရမယ်သူကဘယ်လိုမျိုးလေးလဲအဲ့လေးရှိပေးရမယ်ပေါ့နော်ဒီနေ့ကတော့အဲ့လောက်ပါပဲပြောချင်ပါမြို့ဒီကားကိုအခုကြည့်တော့မယ်ဆိုရင်တော့အဲ့ဒါကြီးမမေ့ပါနဲ့ subscribe လုပ်ပေးခြင်းလုပ်ခဲ့ပေးပါဟောရင်မြို့ဖန်နော်မှတ်ပေးတာပါမြို့ဘာမှမဖြစ်ပါနော် subscribe လုပ်မလုပ်ဘာမှမဖြစ်ပါဘူးရပါတယ်ဟုတ်လား